အားလုံးပဲမင်္ဂလာပေါင်းတဲ့ပြည်စုံသောမင်္ဂလာညချမ်းလေးပါဟုတ်ကဲ့ကျွန်တော်လည်းခဏမှာကျွန်တော်ကိုယ်ပဲရှင်းအသေးလေးတွေပေါ့နော်သူစားဆုံးတာဆိုပြပြပါဒီဝဲလေးကတော့ကျွန်တော်မိဘတွေကိုတရားနဲ့ညီကျွန်တော်ပြုလုပ်ပြီးတဲ့ဒီမှာအခါပွဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ကိုယ်ပဲရှင်းဖြစ်တယ်ကျွန်တော်ဆရာစောတာထူရေးသားပြီးကိုမိလာတဲ့မိဘကျေးဇူးတင်ရှင်တဲ့အမိဖားတဲ့ကိုပြပြစီမိဘတစ်ပါးကိုချစ်လို့တော့လည်းကြားပါစေသားတို့အရေးတီလို့မွေးပေးခဲ့တော့ချစ်မေမေဘဝတစ်ခုအရင်ပြုကပေးဆက်ခဲ့တော့ချစ်ဖေဖေလူတိုင်းဘဝတွေတူနိုင်မရရင်အနန္တမြတ်ကျေးဇူးရှင်ကလလရေးကြီးရီတီတဲ့ငါရှင်နေမှာယရနာတစ်ပါးသို့တင်းသားခဲ့တဲ့မြတ်တော်မိခင်မြတ်တော်ဖခင်အနန္တဂိုင်ဝင့်ကျေးဇူးရှင်စံတင်လောက်တော့သူရဲ့ကောင်းကနဝေအနိုင်မဲ့စေတနာရှင်သဘာဝအခြေဟုန်တရားကမစားလိလှူရှာလို့ဖွာကနေရောက်တဲ့အချိန်တိုင်းတွေဝကြလိုက်တွင်နာကျင်းလောင်မြိုင်အသေးခရောက်နေမရဏမင်းနဲ့အတုစိန်ခေါ်အပြိုင်ကျဲလို့တိုက်ပွဲနွယ်စေအသက်ဆွရသူမဟိုမလေးအသက်ပေးပြီးချစ်တဲ့ဦးမိခင်အေးဦးနာတခင်ဖခင်ကြတော့ချွေးရရွှဲဆူနေလေလေစန္ဒာလှနဲ့ငွေဝန်းတော်တာသာသမီမျက်နှာမြင်နေရရင်ပင်မသမျှတွေရွှင်လန်းကြတာဖခင်မြတ်တာပဲကယုနာရှင်ဦးမိခင်မြတ်တာရှင်ဦးဖခင်စံတင်လောက်တော့သူရဲ့ကောင်းကနဝေအနိုင်မဲ့စေတနာရှင်မင်းတို့တစ်စက်နဲ့အဖေချွေးတစ်ပေါင်းရဲ့ကျေးဇူးတရားကိုစပ်ဖူးကြနေတယ်အသက်နှလုံးရင်းနဲ့အစဉ်ဆွဲမခမမေ့ကြပါနဲ့အစဉ်အဖေရိတ်ဟာချမ်းမြေပျော်ရွှင်အမေရိတ်ဟာအေးရကြည်လင်ခိုလုံကြတော့သားသမီးများတွေအရရဲ့တံမိုးကိုသိထားကြနေတယ်မိခင်ဖခင်အိုးမင်းမစွမ်းဖြစ်လာတဲ့အခါတလေတပြန်မညိုညင်စရန်ဖို့လှုပ်ကြွေးကြသေးခြင်းတူတော့လာတော့လူဘဝဖြစ်မှလူဖြစ်ရရင်နိုင်ဖို့အစဉ်မိဘကျေးဇူးမိဘကျေးဇူးအထူးသိသေးခြင်းသားတို့အရေးတီလို့မွေးပေးခဲ့တော့ချစ်မေမေဘဝတစ်ခုအရင်ပြုကပေးဆက်ခဲ့တော့ချစ်ဖေဖေလူတိုင်းဘဝတွေတူနိုင်မရရင်အနန္တမြတ်ကျေးဇူးရှင်
ကလလာရေးကြီးတရီတီရဲငါရှင်နေမှာယရနာတပါးတို့တင်းသားရဲ့မြတ်တော်မိခင်မြတ်တော်ဖခင်အနန္တဂိုင်ဝိကျေးဇူးရှင်စံတင်လောက်တော်သူရဲ့ကောင်းကနဝေအနိုင်မဲ့စေတနာရှင်တဘာဝအခြေဟုန်တရားကမစားလိလှူရှာလို့ခွာကနေရောက်တဲ့အချိန်တိုင်းတွေဝါကြတဲ့တွင်နာချင်းလောင်းမြိုင်အသေးခါရောက်မေမရဏမင်းနဲ့အတုစိန်ခေါ်အပြိုင်ကျဲလို့တိုက်ပွဲနွယ်စေအသက်ဆိုရသူမဟိုမလေးအသက်ပေးပြီးချစ်တဲ့ဦးမိခင်အေးဦးနာတခင်ဖာရင်ကြတော့ချွေးရရွှဲဆူနေလေလေစန္ဒာလှနဲ့ငွေဝန်းတော်တာသာသမီမျက်နှာမြင်နေရရင်ပင်မသမျှတွေရွှင်လန်းကြတာဖာရင်မြတာပဲကယုနာရှင်ဦးမိခင်မြတာရှင်ဦးဖာရင်စံတင်လောက်တော့သူရဲ့ကောင်းကနဝေအနိုင်မဲ့စေတနာရှင်မင်းတို့တစ်စက်နဲ့အဖေချွေးတပေါင်းရဲ့ကျေးဇူးတရားကိုစပ်ဖူးကြနေတယ်အသက်နှလုံးရင်းနဲ့အစဉ်ဆွဲမခမမေ့ကြပါနဲ့အစဉ်အဖေရိတ်ဟာချမ်းမြေပျော်ရွှင်အမေရိတ်ဟာအေးရကြီးခုလုံကြတော့သားသမီးများတွေအရရဲ့တံမိုးကိုတည်ထားကြနေတယ်မိခင်ဖခင်အိုမင်းမစွမ်းဖြစ်လာတဲ့အခါတလေတပြန်မညိုညင်စရန်ဖို့လှုပ်ကြွေးကြသေးခြင်းကြိုတော့လာတော့လူဘဝခီးမှလူဖြစ်ရရင်နိုင်မှုအစဉ်မိဘကျေးဇူးမိဘကျေးဇူးအထူးသိသေးခြင်းအားလုံးကျေးဇူးများတင်ပါတယ်